Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါမှာတော့ဒီမြန်မာလိုမေးပြီးတော့မြန်မာလိုဖြေလို့ရမယ်နောက်ထပ်ဒီ AI တခုနဲ့ကျွန်တော်ထပ်ပြီးတော့မိတ်ဆက်ပေးခြင်းတယ်ပေါ့နော်ဒီ AI ကတော့ဒီလိုမိုက်ကထုတ်ထားတဲ့ Grok AI ပေါ့နော်သူကလည်းကျွန်တော်တို့ ChatGPT တို့ Gemini တို့ DC တို့နဲ့ဒါပုံစံတူတယ်ပေါ့နော်ကျွန်တော်မြန်မာလိုမေးပြီးတော့မြန်မာလိုဖြေလို့ရတယ်ရှင်တော့ဒီကောင်ကကျွန်တော် Play Store မှာထွက်နေရတာနည်းနည်းကြာပြီထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနိုင်ငံကိုသူက download ပေးမဆွဲဘူးပေါ့နော် download ပေးမဆွဲတဲ့ခါကျတော့ကျွန်တော်တို့တခြားတပ်ပါဒီ software တွေကနေပြီးတော့ဒီ download ဆွဲရတယ်အဲမှာကျွန်တော်ဒီ APKS နဲ့ပေါ့နော်တင်ပေးထားမယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးထားပါမယ်အဲဒီ Telegram channel မှာသွားပြီးတော့ download ပေါ့နော်Telegram channel ရဲ့ link ကိုလည်းကျွန်တော် 11:15 p.m. တင်ပေးထားမယ်ပေါ့နော် Telegram channel ရဲ့ link ကိုလည်းဒီ description မှာကျွန်တော်ထည့်ပေးထားမယ်အဲ့တော့ဒီ site APK installer ရဲ့ link ကိုလည်းဒီ Telegram မှာတင်ပေးထားမယ်ကျွန်တော် APKS ကိုလည်းတင်ပေးထားမယ်ပေါ့နော်အဲ့တော့ဒီ Grok AI ကိုသုံးမယ်ဆိုရင်တော့ဒီ VPN တော့လိုတယ်ပေါ့နော် VPN လေးဖွင့်ပြီးတော့သုံးဖို့တော့လိုပါတယ်လို့သူက VPN နဲ့မှအလုပ်လုပ်တာပေါ့နော်သူ့ကိုစပြီးတော့သုံးမယ်ဆိုတော့သူ့ Grok AI ကိုဝင်လိုက်တာနဲ့အတွက် Sign with Google ပေါ့နော် Sign with Google တွေကတော့ကျွန်တော်တို့ဒီပေးနေကြအတိုင်းပဲကျွန်တော်တကယ်ချင်းလည်းတည်ပြီးတာပေါ့နော်Sign with Google ကိုနှိပ်တယ်ပြီးတော့ကိုဝင်ချင်တဲ့ account ဒီ log in ဝင်လိုက်ရုံပဲပေါ့နော်ပုံမှန်တိုင်းပဲဒါရတော့ကျွန်တော်မပြတော့ဘူးပေါ့နော်ဒါရကျွန်တော်လုပ်နေကြဖြစ်နေတဲ့အခါကျတော့မပြတော့ဘူးအဲ့မှာကျွန်တော်တို့ကတခုရှိတာSign with Google ကိုပေးပြီးလို့ရှိရင်အလောင်းတွေပါပေးပြီးလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံကို download ပေးမဆွဲတဲ့ခါကျတော့တခြားသော third party app တွေကနေပြီးတော့ download ဆွဲရတဲ့ခါကျတော့ latest မဖြစ်တာမျိုးတွေရှိတယ်အဲကြတော့သူက update to play တို့ဘာလို့တောင်းမယ်ဆိုရင်တော့ဒီ update to play တို့ဘာလို့ပေးလိုက်ပေါ့နော်အဲဆိုရင်တော့သူက Play Store တွေကိုထိုက်ရောက်သွားပြီးတော့ဒီ update to play တို့ဘာလို့ဖြစ်သွားမယ်ပေါ့နော် update ဖြစ်သွားမယ်အဲ့လိုမျိုးသုံးလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာထူးခြားချက်ကလေးတွေလည်းပါတယ်ပေါ့နော်လှုပ်ဆောင်ချက်ကလေးတွေဒီပုံလေးတွေကို create လုပ်လို့ရတာပါတယ်သူ့မှာလည်းအားသာချက်လေးရှိတယ် create လုပ်လို့ရတယ်ပုံလေးတွေဥမာကျွန်တော်တို့ပုံလေးကို prompt ရေးထည့်ပြီးတော့ create လုပ်ထားမျိုးတွေကိုလိုချင်တဲ့ပုံလေးကို create လုပ်လို့ရတယ်နောက်ဒီ voice conversation ပေါ့နော်ကျွန်တော် Gemini တို့ပုံစံတို့မျိုးပြောလို့ရတယ်ပေါ့နော် Gemini တို့ပုံစံပြောလို့ရတယ်ဒါပေမဲ့ဟိုကံမကောင်းစွာနဲ့ပဲကျွန်တော်မြန်မာလိုတော့ပြောလို့မရဘူးပေါ့နော် English လိုပဲရပါတယ်ကျွန်တော်စမ်းပြီးပြီပေါ့နော်ကျွန်တော်စမ်းကြည့်လောက်တော့မရပါဘူးလို့သူကဒီ voice conversation မှာသူကအကြောင်းအရာတွေခွဲထားတယ်ပေါ့နော် category လေးနဲ့ဥပမာကျွန်တော်တို့ကmeditation ပေါ့နော်တရားထိုင်တဲ့အကြောင်းပြောမှာလားတခြားသောဒီအကြောင်းအရာလေးတွေလည်းရှိရဲအဲ့မှာဝင်ပြီးတော့ကြည့်လိုက်ကျွန်တော်တို့ကဒီ voice conversation ကိုနှိပ်လိုက်လို့ရှိရင်အဲ့မှာအကြောင်းအရာတွေရွေးချယ်ဖို့ပေါ်လာတယ်ပေါ့နော်အကြောင်းအရာရွေးချယ်ဖို့ပေါ်လာတယ်မှာကြိုက်တဲ့အရာကိုနှိပ်ပြီးတော့အဲ့မှာ voice နဲ့ live conversation ပြောလို့ရတယ်ပေါ့နော်ကျွန်တော်Anchor ကတော့005ပေါ့နော်005လို့ဟောပါတယ်သူကတော့ဒီကျွန်တော်တို့ Gesture Screen Reader မှာတော့005လို့ဟောတယ်ပေါ့နော်သူရဲ့ button ကတော့ဒီညာဘက် button ရဲ့ထပ်နားလောက်မှာရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့စမ်းမပြတာဘူးဒီ voice conversation ကိုဘာလို့ဆိုတော့ဒီ microphone ကဒီကျွန်တော်ပြောနေတဲ့အပေါ်မှာသူယူထားတဲ့ခါကျတော့ microphone နှစ်ခုအလုံးမလုပ်ဘူးပေါ့နော် microphone နှစ်ခုအလုံးမလုပ်တဲ့ခါကျကျွန်တော်ပြောမပြတာဘူးကျွန်တော်ကတော့စာရိုက်ထားတဲ့ဒီပုံလေးတွေ create လုပ်ထားတဲ့ဟိုကျွန်တော်ပြပြီးမှာပေါ့နော်တခြားသောအကြောင်းအရာတွေကတော့ဒီကျွန်တော်တငယ်ချင်းတွေဒီ click ကြည့်လို့ရတယ်ပေါ့နော်ဒါကလည်းကျွန်တော် AI အနေနဲ့ဒီများသောအားဖြင့်မစိမ့်တော့ဘူးလို့ထင်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ Grok ကိုသွားကြည့်မယ်ပေါ့နော်အဲ့တော့သူက3နဲ့ super ဆိုပြီးတော့သူကနှစ်ခုရှိရယ် super ဒီကတော့သူကထုံးစံအတိုင်းကျွန်တော် premium ပေါ့နော် premium ဆိုတော့advanced feature တွေပါတယ်တိုးတော်လည်းပဲထုံးစံအတိုင်းဝယ်သုံးရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့3နောက်နဲ့ကိုလုံလောက်ပြီပေါ့နော်အဲ့တော့ကျွန်တော် Grok ထဲကိုလာလိုက်မယ် Home message site. Grok data. ဒီမှာတော့ကျွန်တော် site installer နဲ့တင်ထားရပေါ့နော်ဒီရဲ့ link ကိုလည်းကျွန်တော် Telegram မှာအကုန်တင်ပေးထားမယ်ပေါ့နော်အဲ့တော့တခြားသော APK installer တွေနဲ့လည်းတင်လို့ရပါတယ်လို့သူက APKS file ဖြစ်တဲ့အတွက်သူကရိုးရိုးဒီ packages installer နဲ့တော့ရမယ်လို့မထင်ဘူးပေါ့နော်Grok data. Grok ကတော့ beta version ပေါ့နော်နောက်လဲသူတို့ update တွေပါထွက်ရင်လည်းထွက်နိုင်မယ်ပေါ့နော်ဒါကတော့ဘယ်လောက်အတိုင်းအတာအထိအဆင်ပြေနေမယ်တော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ရှိသုံးနေတဲ့အနေအထားမှာတော့မြန်မာစာဟိုသူကောင်းကောင်းအလုပ်လုပ်တဲ့အနေအထားရှိတယ်ပေါ့နော်အဲ့တော့ beta version ပဲရှိရဲနောက်ထပ်ဘယ်လိုမျိုးတွေထွက်လာမလဲတော့ကျွန်တော်တို့
ဆက်လက်ပြီးတော့ကြည့်ရှုခန်းစားသွားရမှာပေါ့နော်ကြည့်ရှုခန်းစားမသွားဘောလုံးပွဲနဲ့တော့ရောကုန်ပါโอเคဆက်ပြီးတော့စောင့်ကြည့်သွားအောင်မယ်ပေါ့နော်โอเคအဲ့တော့ grok ထဲကိုကျွန်တော်ဝင်လိုက်မယ် grok beta version နဲ့ကို Grok data. โอเคအဲ့တော့ကျွန်တော်ဒီမှာဆွဲကြည့်မယ်နော် Launch images selector. long image selector ပေါ့နော်ဒါကတော့ကျွန်တော်လည်းတိတ်မသုံးဘူးပေါ့နော်မသိဘူးဒါပေမဲ့ဒီကတငယ်ချင်းတွေကစမ်းပြီးတော့သုံးကြည့်ပါလို့ကျွန်တော်ထင်တော့ပုံတွေကိုအပ်ထည့်ပြီးတော့ပြင်နေဟာလာပါလဲမသိဘူးပေါ့နော်ဒါတော့ကျွန်တော်သိနားမလဲဘူး Text box. Editing. ဒါကတော့ပုံမှန်ပဲကျွန်တော် chat မေးတဲ့ဟာ Cartoon style. cartoon style ဆိုတော့ဒီ cartoon လေးတွေထုတ်တာပေါ့နော် cartoon ပုံစံလေးထုတ်တာပေါ့နော်အဲ့ဒါလေးကိုဒီ create လုပ်တဲ့ဟာပေါ့နော်ဒီမှာ Create images. create image ဆိုတော့ဒီ prompt ရေးထည့်ပြီးတော့ပုံထုတ်တဲ့ဟာပေါ့နော်ဒါကလည်းကျွန်တော်တို့AI တော်တော်များများမှာလှုပ်ဆောင်ချက်တွေရှိတယ် Gemini မှာဆိုရင်လည်းဒါကိုက prompt လေးရေးထည့်လိုက်သူပုံလေးတွေပို့ရပေါ့နော်ဒီ feature နဲ့အတူတူပါပဲလို့ဒီကောင်လည်း create image လုပ်လို့ရတယ်ပေါ့နော် Latest news. Start new chat of it. Latest news. latest new ပေါ့နော် latest new ကတော့ကျွန်တော်တို့ဒီသတင်းတွေပေါ့နော်သတင်းတွေကိုကြည့်တဲ့ဟာပါလို့သတင်းတွေကိုအလုပ်ပေးတဲ့ဟာပေါ့နော်သတင်းတွေကြည့်ချင်တယ်ဆိုတော့ဒီကိုကြိုက်တဲ့သတင်းအဲ့ကောင်နှိပ်မဲ့ပြီးရင်ကိုကြိုက်တဲ့သတင်းအကြောင်းအရာမေးလိုက်ပေါ့နော် Grok 3. 0-0 Grok 3. grok 3ပေါ့နော် grok 3မှာကျွန်တော်နှိပ်လိုက်ရင်ဒီမှာ Grok super Grok unlock advanced features. တော့တွေ့ရတိုင်းပေါ့နော်ဒီမှာ unlock ပေါ့နော် unlock ဆိုတော့ထုံးစံတိုင်းဒီမှာ upgrade လုပ်အောင်မယ်ပေါ့နော်ကျွန်တော်တော့ကျွန်တော်တို့ဒီ pipe နဲ့ပေးဝယ်ရမှာဆိုတော့ဒါမလုပ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြန်ထွက်လိုက်မယ် Super Grok 3 smartest. Thick. Grok 3 smartest. grok 3မှာထားလိုက်မယ်နော်ဒီမှာ tint ပေါ့နော် tint ကကြတော့သူကဘာကိုပြောရလဲဆိုတော့ကျွန်တော်ဒီအကြောင်းအရာတစ်ခုခုမေးလိုက်လို့ရှိရင်သူက website ကဟိုမရှာပြဖက်နဲ့သူထင်ရသူပြောတာပေါ့နော်ကိုထင်ရကိုပြောတဲ့စနစ်ပေါ့ဗျာအဲ့လိုဒါပုံမှန်လည်းပြောနော်ကိုထင်ရကိုပြောတဲ့စနစ်ပေါ့နော်အဲ့လိုမျိုးပြောတာပေါ့နော်ဒီ Deep search. ဒီ search ကကြတော့သူကကြတော့ဒီကိုမေးလိုက်တဲ့အကြောင်းအရာတခုဒီ website ကနေပြီးတော့ရှာပြီးတော့သူကဖြည့်ပေးတာပေါ့နော်ဥမာကိုကဒီမြန်မာနိုင်ငံရဲ့သမိုင်းဝင်ယဉ်ကျေးမှုတွေအကြောင်းပြပါဆိုသူထင်ရသူပြောတာမဟုတ်ဘဲနဲ့ဒီသက်ဆိုင်ရာသတင်းအချက်လက်တွေနဲ့သူရှာဖွေမယ်ပေါ့နော်ဒီ website တွေကနေပြီးတော့ရှာဖွေမယ်website တွေကရှာဖွေပြီးတော့သူကပြောမယ်ပေါ့ဗျာနော်အဲ့လိုမျိုးဒီ tint ကကြတော့သူထင်ရသူပြောတာပေါ့နော်သူ AI ကထွက်ပေါ်လာတဲ့အတိုင်းပြောတာပေါ့နော်အဲ့လိုတဘောပါလို့ Start Grok voice button. ဒီ start crop voice ပေါ့နော် Deep start Grok voice button. crop voice ဒါကတော့ဒီ voice နဲ့ကိုတခါတဲ့ဒီ Gemini တို့လိုဒီ list conversation ပေါ့နော်ကျွန်တော်ဘာနဲ့တူလဲဆိုတော့ Gemini live နဲ့တူတယ်ပေါ့နော် open Gemini live နဲ့တူတယ်ဒီမှာတော့မြန်မာလိုမေးလို့ပြောလို့မရပါဘူးဒီမှာတော့ English လိုပဲပေါ့နော်အင်္ဂလိပ်လိုရတယ်မြန်မာလိုတော့မရဘူးတခြား language တွေတော့ရမယ်ထင်တယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ဒီကောင်နှိပ်လိုက်လို့ရှင်ဒီ category တွေကြာလာမယ်အဲ့မှာကိုကြိုက်တဲ့ဒါကိုနှိပ်ပေါ့နော်ဒီမှာကိုကြိုက်တဲ့ category တွေကိုနှိပ်ပါဒီထဲမှာ meditation တော့ပါတော့နှိပ်တယ်ပေါ့နော်အဲ့တော့ဖုံးချတာကတော့ဒီဘက်ဘတ်တန်ရဲ့ဒီညာဘက်ပေါ့နော်ဘက်ဘတ်တန်ရဲ့အထက်နားလောက်မှာပေါ့နော်ဘက်ဘတ်တန်ရဲ့အထက်နားလောက်မှာဒီဖုံးချတဲ့ဟာပါ005လို့អော်ပါတယ်လို့သူကတော့ဒီ Gesho screen reader မှာတော့005လို့អော်တယ်ပေါ့နော်သူကတော့နည်းနည်းလေးဘတ်နံလေးអော်တာဆိုတော့နည်းနည်းလေးတော့တိုင်ပတ်တယ်ပေါ့နော်ဒါကတော့ဟိုအလေးကျင့်လဲဆိုင်နေပေါ့နော်ဘက်ဘတ်တန်ရဲ့ဌာနလောက်မှာ005ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးနဲ့ and လောက်တယ်ပေါ့နော် and go နဲ့တူတယ်ပေါ့နော် Launch images selector. အဲ့တော့ Text cartoon ကျွန်တော် style. ကတော့ Analyze docs. Voice mode text box. Voice mode. Analyze cartoon style. Analyze docs. analyze ဆိုတော့ဒီ analyze လုပ်တဲ့ဟာတွေပေါ့နော်တချို့ဒီ analyze လုပ်စရာရှိတဲ့ဟာတွေပေါ့ Text နော် box. Deep search. Text box. ကျွန်တော်ကတော့ဒီမှာ text box မှာကျွန်တော်မေးလိုက်မယ် okay အဲ့တော့ Functions based. ကျွန်တော်တို့ Clipboard history. The Text chat box. log or Clipboard. media. Clipboard enter key. မြန်မာလိုပြောနိုင်တာပေါ့နော်ရှင်းရှင်းလင်းလင်းပဲမေးလိုက်မယ် Send message button. မြန်မေးတူကူထားထပ်မပြောနဲ့ကွာ Deleted. okay မြန်မာလိုပြောနိုင်လားဆိုတော့ okay ဒီမှာတူ response ပြန်လာ Like this response. Dislike this response button. ဒီမှာ like ဒီပါပေးလို့ရတယ်ဘယ်လိုကူညီပေးရမလဲဟုတ်ပြီ Text box. ဘယ်လိုကူညီပေးရမလဲဆိုတော့န Functions င်းက menu. Favorites. ဒီနေ့ကူညီပေးရမှာရတာ Clipboard is text box. Clipboard enter. Grok data. okay ဟုတ်ပြီအဲ့တော့ Send message button. မြန်မာရဲ့အစားအစာတွေကို तू ဘယ်လောက်ထိတိလဲကျွန်တော်မေးကြည့်မယ် Deleted. okay သူကတော့ဟို DC တို့လိုပဲသူက restaurant ပြန်တာနည်းနည်းလေးတော့နှီးတယ်ပေါ့နော်အဲ့ဒီတစ်ချက်တော့ရှိတယ်
တခုရှိရသူ့ကိုသုံးမယ်ဆိုရင် VPN ဖွင့်သုံးပါလို့ VPN ဖွင့်မသုံးရင်တော့တိတ်အဆင်ပြေမှာမဟုတ်ဘူးเนาะသူ VPN လိုပါတယ်လို့ response ကြားတယ်ကွာ Okay ဒီမှာ response ငါပြီးကြကစားလာဟာOne. ကျက်တော့မိတ်လေးသိရပဲ Three. ထမင်းနီကဘာတော့ဟာ Text box. One. One. Four. 1. 0 dash 0 dash ကျ 0 dash response ကြားတဲ့ 0 ခါကျတော့လေသူကဒီသူ့ရဲ့ response မပြီးသေးရင်တော့သူကနည်းနည်းလေးဟိုဒီစာအုပ်ပဲထပ်ခါလဲပြန်ဖတ်နေတယ်ဒါတော့ရှိတယ်ဒါဘာနဲ့ဆင်လဲဆိုတော့ D3 မှာကျွန်တော်တွေ့နေကြပုံစံနဲ့ဆင်တယ်ပေါ့နော် 1. 2. 3. ဟုတ် 1. ဆို 3. ရှမ်းပြည်နေပေါ့နော်မဆိုးဟာ 1. 3. 3. Okay Back button. ဒါကတော့ဒီမြမရိုးရာစားဆိုင်မေးကြည့်တဲ့အနေထားမှာကျွန်တော် okay ရပေါ့နော်နောက်ထပ်အကြောင်းအရာတစ်ခုတော့ Text box. ဆက်ပြီးတော့ Functions met clipboard မေးကြည့် history. မယ်ပေါ့နော် Text box. Clipboard enter. Proc data. Okay 3. ဒါတော့ Send message button. ဒါမုံနေစားပြီးဆိုနည်းနည်းဟိုနည်းနည်းယောဂကုထုံးဘက်ကနေတွားလိုက်မယ်နော်ပြောပြဒီကောင်သုံးမယ်ဆိုရင်တော့ကျွန်တော်ပြောရဲပေါ့နော် VPN လေးတစ်ခုလောက်တော့ခံသုံးရမှာလေလို့ကျွန်တော်ဖုန်းမှာတော့ VPN ခံသုံးလင်းကိုလည်းကျွန်တော်ဒီ Telegram မှာချထားပေးမယ်နော် Telegram လင်းကိုလည်း description မှာကျွန်တော်ချထားပေးပါမယ်အဲ့တော့ response နည်းနည်းကြာနေပြီ Text box. ဟာဟောအေးလာပြီအဲ့လိုလုပ်ပါမင်း response ဘယ်လိုဖြစ်တာဟုတ်ပြီဒီမှာကျွန်တော်ကြာလာပြီနော် 1. Osteoarthritis. 2. Rheumatoid arthritis. ဒီမှာပါအဆင်ပြေတယ်ဗျ 3. 5. 6. 7. 8. 5. 5. Back button. တွေ့ response ပေါ့နည်းနည်းလေးကြာတယ်ပေါ့နော်အဲ့တော့သူအကြောင်းအချက်တွေလည်းအများကြီးဖြည့်ပေးပဲเนาะဒါမပြီးနိုင်မစည်းနိုင်ဒီကျွန်တော်တို့ပြောရမှာဆိုရင် DC နဲ့ပုံစံတူတယ်ပေါ့နော် DC ကလည်းလိုပဲအများကြီးဖြည့်ပေးရပါတော့ဒီမှာလည်းသူကလည်းပုံမှန်ပဲပေါ့နော် DC နဲ့နင်လားငါလားပဲပေါ့နော်အဲ့လိုမျိုးပေါ့နော်မြန်မာစာရေးတာတော့သူတို့တော်တော်လေးအဆင်ပြေပြဒီမှာကျွန်တော်တွေ့ရလောက်နေထားတော့ဒီ law ဆိုတော့ beta version အနေနဲ့ထွက်တယ်ဒီနောက်ထပ် pro တွေ plus တွေကတော့ဘယ်လိုတွေလာမလဲတော့ကျွန်တော်မသိဘူးပေါ့နော်လောလောဆယ်ကျွန်တော်3လောက်ကတော့မြန်မာဘာသာအတွက်နဲ့အဆင်ပြေဘာဖြစ်ဖြစ်ပေါ့ဗျာเนาะ AI တခုထပ်ပြီးတော့ပေါ်လာတဲ့ခါကျတော့နည်းနည်းလေး
ဟိုမှွေစရာနှောက်စရာပေါ်လာတာပေါ့နော်ကျွန်တော် DC တို့ Gemini တို့ ChatGPT တို့ကကြာနည်းနည်းရိုးနေတဲ့ခါကျဒီ crop ဘက်ကိုလှည့်ပြီးတော့ပေါ့နော်နည်းနည်းလေးtry ကြည့်လို့ရပါတော့နောက် voice conversation နေလဲပါလာဆိုတော့လေးအဆင်ပြေရပေါ့နော်တိုးတော့ထုံးစံအတိုင်းမြန်မာ language ကိုတော့မရဘူးပေါ့နော် okay အဲ့တော့ပြဒီဒူးနာတဲ့ကိစ္စတော့ထားလိုက်တော့ okay ကျွန်တော်ဒီမှာနောက်ထပ် function လေးတစ်ခုကိုကျွန်တော်ဆက်သွားလိုက်မယ်ပေါ့နော် Launch image. Start grok voice တခြာ button. းဒီ star voice တို့ဘာလို့တကယ်ချင်းနေစမ်းကြည့်လိုက်ပါတော့ဒါရလဲကျွန်တော် Gemini live တို့ဘာလို့နဲ့လည်းတိတ်ပြီးတော့စိမ့်ကြတော့မဟုတ်ဘူးဆိုတော့ဒါကတော့ကျွန်တော်တိတ်မပြတော့ဘူးပြီးတော့ဒီ microphone ကလည်းဒီ microphone ဆိုတာဒီဖုန်းကအတန်နဲ့ဒီ record ဖမ်းနေတဲ့ခါကျတော့တိတ်အဆင်မပြေဘူးပေါ့နော် Launch in text box. Cartoon style. cartoon style ဒါကတော့ကျွန်တော်မလုပ်တော့ဘူး cartoon ထုတ်တဲ့ဟာပေါ့နော် Create images. ဒီ create image ဆိုတဲ့ဟာလေးကျွန်တော်ပြရမယ်ပေါ့နော် 11:30 p.m. create image ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာ create image ကိုနှိပ်ပြီးကျွန်တော်ဒီမှာ Thick. Text box. Edit. text box ပေါ့နော် text box Text box. Editing. Start news. Thick. Deep search. ဒီမှာ Text box. Editing. text box editing ပေါ့နော်ဒီမှာကျွန်တော် prompt ရေးထည့်ပြင်မယ်အဲ့တော့ကျွန် Functions. တော် Append. ဒီမှာ Paste. Clipboard စာ history. ရေးထား Text box. Clipboard. Clipboard. Enter. Answer any question. Grok. Grok. Grok data. Accessibility volume 60. Send message button. okay ကျွန်တော်တစ်ချက်တော့ဒီမှာ prompt ရေးပြီးပြီဆိုတော့ဒီ prompt ကိုကျွန်တော်ဆန့်လိုက်မယ်ပေါ့နော် Deleted. အဲ့တော့ပုံလေးတွေဖန်တီးခိုင်းမယ်ပေါ့နော်ဒါကတော့ဒီ Gemini တို့ဘာလို့မှလဲဒီဖန်တီးတဲ့ပုံစံနဲ့အတူတူပဲပေါ့နော် okay ဒီမှာ 0 dash 0 0 dash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  free unavailable. 0 dash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  free unavailable. 0 dash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  regenerate this response button. ဒီမှာပုံလေးတွေကြာလာပြီပေါ့နော်ဒီမှာပုံကတပုံ 0 dash 0 နှစ်ပုံ 0 dash 0 dash 0 dash 0 လေး dash ပုံ 0 တော့မ dash သိ 0 ဘူး dash ချပေးလိုက်ပါတော့ကျွန်တော်လည်းကောင်းကောင်းမမြင်ရတော့မသိဘူးပေါ့နော်ဟိုဒီပုံလေးလှမလားဆိုတော့ကျွန်တော်ဒီပုံနဲ့ကပုံတစ်ပုံကျွန်တော်နှိပ်လိုက် 0 မယ် dash 0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  dash အဲ့တော့ဒီပုံကိုကျွန်တော်ဟိုနဲ့ describe လုပ်ကြည့်လိုက်မယ် recognition in progress. describe လုပ်ကြည့်လိုက်မယ် describe internet connection စားပြီ Notification ship Telegram Eric G Snapchat 8 minutes ago. Record stop. Grok data. internet connection က describe လုပ်နေတာကိုကြားတယ် Close. Record. Silhouette. okay Silhouette. တော်တော်လေးလှတယ် Back button. တော်တော်လေးလှတယ်မြင်လဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီကောင် save လိုက်မယ်ပေါ့နော် Close. More options. ဒီမှာ moration ရှိတယ် Save. Save. ဒီမှာ save ရှိတယ်ပေါ့နော် Share. Share. Save. Save. ဒီမှာ share လုပ်လို့ရတယ် save လုပ်လို့ရတယ် 0 dash share. Save. အဲ့ Save. မှာကျွန်တော် save လို More က်မယ် options. Save. Save. Download started. okay ဒီမှာ download start တယ်ပေါ့နော်ဒီ download ထဲအဲ့ဆိုရင်ကျွန်တော်တို့ကဒီ MiFi နဲ့ internet storage ထဲက download ထဲမှာကျွန်တော်ရောက်တယ်ပေါ့နော်အဲ့တော့ဒီမှာရောက်လာတော့ show လိုက်မယ် Deep tab. Gem. Chat. Videos. My files. My files. Device storage 31.1 SD card. Device storage. My file. Documents 1 items. Download 8 items 6 18 25. Update. Grok under image 1 image.jpg 70 KB 6 18 25. အဲ့ဒီမှာ Image.j navigate up image.jpg 70 KB 6 18 20. Open with photos. Open with photos. Just once button. Photos. မဟုတ်ဘူးဒီပုံမ My image.j image 1.j open with photo hand open just once button. ရော့ Photos. အဲဒီမှာ Photo taken on June 18th, 2025, 11th. Third photo taken on June 18th, okay ကျွန်တော် 2025. ဒီမှာ Recognition in progress. describe လုပ်ကြည့်လိုက်မယ်ဒီမှာပေါ့နော်ဒီမှာပုံလေးရတော့ download ထဲမှာကျွန်တော်တို့အောင်မြင်စွာနဲ့ဒါရောက်ရှိလာပြီပေါ့နော် internet connection နှီးတယ် Deep
公大大的大就连股价的我们公啊这些列的地哦大家苦气地จับต้องยักจับดี是不地当年一条ยัก股这还是地我们被人做别多在找ยักเนี่ย这边เนี่ยเท地我们ปกติแต่ตัว当ยักเนี่ยที่ไม่ใช่ออกนักเวลาการตัวเลยยัก股大家ติดให้ยักเนี่ยดูเนี่ยส่งเลยยักปากที่我们当年ติดเนี่ยเรายักเนี่ยมีตัวนี้เนี่ยตัวจับเนี่ยตัวจับเป็นยักเนี่ยพวกท่าติดยักเนี่ยดูพวกท่าติดเล็กหมดจับเนี่ยตัวจับเป็นยักเนี่ยพวกท่าที่ยุดยัก股เว้ย我们เป็นตัวแต่ละมุขติด我们ตัวเล็กหมดจับเนี่ยทริจับแล้วยักติดตัวเล็กหมดจับเนี่ยทริจับแล้วยักติดเว้ย我们大家เนี่ยตัวเลยดู股ต้องอยู่ติด我们ที่เราตัวเนี่ยโยติดนาว่าเนี่ยไม่ใช่เนี่ยนาว่าเนี่ยตัวเนี่ยติดของแต่เนี่ยตาบุก股ตาติด我们โอเคဒါကတော့ဒီ Grok AI အ Printed သုံး theme ပြု by နေ file. ပေါ့ Home နော် screen ဒီ 102. Grok My AI files. မြန်မာစကားလဲအဆင်ပြေတယ်ပေါ့နော်ပုံလေးထုတ်ချင်တယ်ဆိုရင်လည်းဒီ Gemini လို့လိုပုံစံပဲပုံလေးထုတ်လို့ရတယ်နောက် voice conversation လဲပါတာဆိုတော့အဆင်ပြေတယ်ပေါ့နော် voice conversation တော့လောလောဆယ်တော့ English လို့ကတော့အလုပ်လုပ်နေပြီဒါပေမဲ့နောက်ပိုင်းမြန်မာလိုရမလားတော့မသိဘူးပေါ့နော်ကျွန်တော်စကားပြောကြည့်လောက်ကတော့အဆင်ပြေတယ်ပေါ့နော်မြန်မာလိုတော့သူမပြောနိုင်နေဘူးပေါ့နော်ဟိုတင်ယူဆဲလို့တော့ပြောတာပဲအဲ့တော့ဘယ်လိုတွေလာမလဲတော့ဆက်ပြီးတော့သူ့ရဲ့ version အနေနဲ့ update တွေကိုဆက်ပြီးတော့မျှော်လင့်အောင်ပါပေါ့နော်အဲ့တော့ဒီနေ့ Grok AI ကတော့ဒီလောက်ပါ Telegram ပဲတခုခု 4660 loops app to 12 minutes of expand button. ကြံပြုတ်ချင်တာပဲဖြစ်ဖြစ် Stop. နည်းနည်းဒီမေးဝေဖန်ကြံပြုတ်ချင်တာပဲဖြစ်ဖြစ်မေးချင်တာပဲဖြစ်ဖြစ်ဒီ comment section မှာမေးလို့ရလို့နောက်တစ်ခုဒီကျွန်တော်ရဲ့ Viber Telegram ပေါ့နော် Viber လည်းမေးလို့ရလို့ Telegram နေလည်းဆက်သွယ်ပြီးတော့မေးမြန်းလို့ရဆိုတဲ့အကြောင်းပြောကြရင်တော့ကျွန်တော်ဒီ Grok AI အသုံးပြုတဲ့ဒီ tutorial လေးတော့ဒီလောက်နဲ့ပဲကျွန်တော်ချင်တယ်ပေါ့နော် Okay အားလုံးအဆင်ပြေကြပါစေဗျ